Capricorn လေးတွေမှာအပိုင်း3ပိုင်းကွဲနေရလေးကိုအမှဒီနေ့လာပြီးပြောပြပေးသွားပါမယ်။ပုံမှန်အားဖြင့်ဒီဇင်ဘာ22ကနေပြီးတော့မှဇန်နဝါရီ20ပေါ့နော်။အဲ့ဂျာကာလာတွင်မွေးဖွားတဲ့သူလေးတွေက Capricorn ရာသီပွားလေးတွေဖြစ်ပါတယ်။အဲ့လိုမျိုးအပိုင်း3ပိုင်းကွဲသွားလို့သူတို့ရဲ့ဇယိုက်ကလေးတွေအမှုအကျင့်လေးတွေစိတ်နေသဘောထားလေးတွေကနည်းနည်းကွဲပြားသွားပါတယ်။ကိုက Capricorn တော့ Capricorn ပဲဒါပေမဲ့ဘယ်အပိုင်းထဲမှာပါလဲဆိုတာသိကျင်တယ်ဆိုလို့ရှင်တော့အမှဗီဒီယိုကိုအဆုံးထိကြည့်သွားပြီနော်။အပိုင်း1ဒီဇင်ဘာ18ကနေပြီးတော့မှဒီဇင်ဘာ24 Sagittarius Capricorn Cup လေးတွေဖြစ်ပါတယ်။ Cusp of Prophecy အနာဂတ်ကိုကြိုတင်သိမြင်နိုင်စွမ်းရှိတဲ့နယ်နိမိတ်ဘွားလေးတွေဖြစ်ပါတယ်။ Sagittarius လေးတွေရဲ့စိတ်ကူးရင်နာ Capricorn လေးတွေရဲ့လက်တွေ့ကြတာအဲ့ဒီ character 2မျိုးပေါင်းစပ်ထားပါတယ်။စိတ်ကူးရင်အိမ်မက်ကြီးသလိုအဲ့ဒီစိတ်ကူးရင်အိမ်မက်ကိုလက်တွေ့အကောင့်ထဲပေါ်နိုင်စွမ်းရှိပါတယ်။အားသာချက်လေးတွေကတော့အလုပ်စူးစမ်းတယ်၊ရေရှည်စီမံကိန်းချတဲ့နေရာတွေမှာတော်တယ်။စိတ်ချရတဲ့သူလေးတွေလည်းဖြစ်ပါတယ်။အားနည်းချက်ကတော့အလုပ်ကိုဖိလုပ်တတ်တဲ့အတွက်ကြောင့်မလို့အနားယူဖို့မိနေတတ်ကြပါတယ်။အပိုင်း2ဒီဇင်ဘာ25ကနေပြီးတော့မှဇန်နဝါရီ15 Capricorn စစ်ကြီးတွေပါ။သူတို့ရဲ့ဇယိုက်လေးတွေကတော့စိတ်သက်ကြက်ခိုင်ပြီးတော့မှရီမန်းချက်ကြီးတဲ့ဘလို့ပဲခက်ခဲနေပါစေရောက်အောင်သွားတတ်ကြပါတယ်။စီကန်းရှိတဲ့စိတ်ကူးရင်တာထက်လက်တွေ့လှုပ်ဆောင်ရတာပို့ပြီးတော့မှကြိုက်နေတတ်တယ်။အချိန်လေးစားတဲ့အရာရာကိုကြိုတင်စီမံကိန်းချထားတတ်တဲ့သူလေးတွေပါခေါင်းဆောင်ကောင်းပြီးသားတယ်အေးဆက်ဆက်နိုင်ပေမဲ့သစ္စာရှိကြပါတယ်တခါတလေကြလို့ရှိရင်လည်းအစိုးဘက်ကိုအရန်တွေးတတ်ကြပါတယ်ကိုယ့်ရဲ့အယူဆမှန်တယ်ဆိုလို့ရှိရင်ပြောင်းလဲဖို့ခက်ခဲတတ်ကြပါတယ်အပြင်ပန်းကလည်းမာကြောသလိုအတွင်းစိတ်ကလည်းခိုင်မာတဲ့သူလေးတွေပါအပိုင်း3ဇန်နဝါရီ16ကနေပြီးတော့မှဇန်နဝါရီ23 Capricorn Aquarius Cup လေးတွေဖြစ်ပါတယ်Cusp of Misery လျှို့ဝှက်စမ်းကြယ်ခြင်းနယ်နိမိတ်ဘွားလေးတွေဖြစ်ပါတယ်။ Capricorn ရဲ့တည်ငြိမ်မှု Aquarius ရဲ့ထူးခြားဆန်းသစ်မှုအဲ့ဒီ character 2မျိုးပေါင်းစပ်ထားပါတယ်။သူများနဲ့လည်းမတူကြပါဘူး။သူတို့ရဲ့အတွေးခေါ်တွေကထူးခြားပြီးတော့မှကြိုပြီးတော့မှအရှိပြေးနေတတ်ကြပါတယ်။သူတို့ရဲ့အားသာချက်ကတော့တီထွင်ကြံစနိုင်စွမ်းမြင့်မားပါတယ်။အားနည်းချက်ကတော့သူတို့ရဲ့စိတ်ခံစားချက်ကိုအပြစ်မထုတ်ဘဲနဲ့ပေါ့နော်အေးဆက်ဆက်နိုင်တာတီးတန့်အရန်ဆန်တာတွေဖြစ်ပါတယ်။အမှပြပြပေးသွားတော့ Capricorn လေးတွေရဲ့ cup အကြောင်းလေးတွေဖြစ်ပါတယ်။အခြားရာသီကွန်လေးတွေရဲ့ cup အကြောင်းလေးတွေကိုသိကျင်သေးရဆိုလို့ရှိရင်တော့အမကို like and share follow လေးလုပ်သားပေးဖို့မေးနေနော်။